ဒီ page ကဈေးရောက်တဲ့ page တစ်ခုဖြစ်တယ်ဒီ page owner မသိနားမလဲပဲနဲ့ TikTok က video download ဆွဲပြီးတင်တယ်သူများ page ကတက်ပုံတွေကိုအလွယ်တကူ download ဆွဲပြီးမှသူ့ page မှာတင်ပြီးသွားတဲ့အချိန်မှာ copyright 3 ကြိမ်ထိပြီးမှ page quality အနီရောင်ဖြစ်မှ reuse content ဆိုပြီးမှထိသွားခဲ့တာပေါ့နော်အဲ့အတွက်ဒီ page ကကျွန်တော်ရှိမှ service အပ်တဲ့အချိန်မှာကျွန်တော်ဘက်ကလည်းဒီ page ကိုတေချာစစ်ဆေးပြီးဖြစ်နေတဲ့အမားတွေကိုအားလုံးဖယ်ရှားပြီး page owner ကိုလည်း page နဲ့ပတ်သက်ပြီးရှောင်ရန်ဆောင်နဲ့ပတ်သက်ပြီးအကဲလို့ copy post copy content တင်မှဆိုရင် copyright လွတ်ခဲ့အောင်ဘယ်လို editing လုပ်ပြီးသွားရမယ် reuse content နဲ့ looking ဘယ်လို edit သွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ပြောပြရှင်းပြမှာ page မှာဖြစ်နေတဲ့အမားတွေကိုဖယ်ရှားပြီး page ကိုတေချာလေး setting setup ချိန်ပြီးမှ Facebook team ကို request တင်ပြီးသွားတဲ့အချိန်မှာအချိန်တို့အတွင်းမှာပဲ page ကစိမ့်တော့ခဲ့တယ် page owner လည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်နိုင်ပြီးတင်တဲ့အတွက်ကြောင့် page ရဲ့ performance ကတော်တော်လေးကောင်းလာခဲ့တယ် page စိမ့်တော့ခဲ့တဲ့အတွက်ကြောင့် page is recommendation enable ဖြစ်ပြီးလာတဲ့အတွက်ကြောင့်ဒီ page မှာတင်လိုက်တဲ့ content post တွေအားလုံးကဒီ page မှာရှိတဲ့ follower အားလုံးရှိကို notification ရောက်ပြီးမှ page ရဲ့ reach engagement တွေတိတပြောင်းလဲလာတယ်ဈေးရောင်းလေးတော်တော်လေးကိုကောင်းလာခဲ့ပါတယ်နောက်တစ်ခုကဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေကိုလည်းဒီ page မှာတင်တဲ့ content နဲ့ relative ရှိတဲ့လူတွေကို Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာတယ် reach engagement အသစ်တွေတိုးပြီးလာတယ် customer အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page ရဲ့ performance ကတော်တော်လေးကောင်းလာခဲ့ပါတယ်အကယ်လို့လူကြီးမျိုး page မှာလည်းအခုလိုအတိုင်း page quality အနီရောင်အဝါရောင်ဖြစ်နေဆိုရင်တော့ကျွန်တော်ရှိမှ service အနိုင်ပါတယ်